ဒီနေ့မှာတော့အကျင့်မကောင်းတဲ့တငယ်ချင်းတွေကြောင့်ဘဝလန်းလွဲသွားခဲ့တဲ့ចောင်းသားလေးတစ်ယောက်ရဲ့အမှန်တကယ်လို့ခံစားရမယ်ဇလန်းလေးကိုပြောပြပေးသွားပါမယ်။မောင်ဖြူဆိုလားကျေးရွာငယ်လေးမှာမွေးဖွားပြီးစာလဲစူးစားမိဘကိုလည်းလေးစားတဲ့ចောင်းသားကောင်းလေးတစ်ယောက်ပါ။မိဘတွေကလည်းတားကပညာတတ်ထိရမယ်ဆိုပြီးမျှော်လင့်နေကြပါတယ်။အထက်တန်းတစ်ခုမောင်ဖြူမြို့ကိုပြောင်းလာခဲ့ရပါတယ်။ကျောင်းမှာတော့တတ်ထက်ဇော်ဇော်ထူးထူးတို့နဲ့မိတ်ဆွေဖြစ်လာခဲ့ပါတယ်။အစာပိုင်းတော့အရာအလုံးအဆင်ပြေနေပါတယ်။ဒါပေမဲ့တတ်ထက်တို့ကစာမဖတ်ဘဲဂိမ်းစော့လမ်းလေဆေးလိတောက်တတ်ကြပါတယ်။မောင်ဖြူကစဉ်းစားမိတယ်။တခါတော့ပဲမဖြစ်ပါဘူးလေဆိုပြီးသူတို့နောက်ကိုလိုက်မိသွားခဲ့ပါတယ်။အရီကစာပြီးစာမဖတ်တော့ဘူးအမတ်တွေကြလာတယ်အိမ်ကိုလိန်လာတယ်ညနောက်ကြလာတယ်ဘဝကတဖြည်းဖြည်းပျက်စီးလာခဲ့ပါတယ်ဂိမ်းနဲ့အပလိုစားအတွက်ပတ်စံမလွန်တော့တဲ့အခါတတ်ထက်ကပြောလာပါတယ်မောင်ဖြူလွယ်လွယ်ပတ်စံရမယ်နီးရှိတယ်မောင်ဖြူမစင်းစားပဲသဘောတူလိုက်မိခဲ့ပါတယ်သူတို့ဟာဆိုင်ကနေပစ္စည်းခိုးခဲ့ကြပါတယ်ပထမဆုံးအခါမောင်ဖြူရဲ့လက်တွေတုံနေပါတယ်စိတ်လည်းမအေးပါဘူးဒါပေမဲ့နောက်တစ်ခါထပ်လုံမိပြန်ပါတယ်နောက်ဆုံးတော့ရဲတွေကဖမ်းမိသွားခဲ့ပါတယ်ကျောင်းကရက်ဆိုင်လိုက်ပါတယ်မိဘတွေညက်ရည်ကြကြပါတယ်မောင်ဖြူရဲ့စိတ်ထဲမှာငါဘာလုပ်မိတာလဲဆိုပြီးနောင်တရလာပါတယ်အခက်အခဲဖြစ်လာတော့တတ်ထတ်တို့ကမောင်ဖြူကိုစွန့်ပစ်သွားကြပါတယ်ဖုံးလည်းမကင်တော့ပါဘူးအဲ့ဒီအချိန်မှာမှသူတို့ကမိတ်ဆွေစင်မဟုတ်ဘူးဆိုတာသိလာခဲ့ပါတယ်။ဒီနေ့မှာတော့ဆရာတယောက်ကပြောပါတယ်။မောင်ဖြူမှားတာထက်ပြန်ပြင်ဖို့ကပိုအရေးကြီးတယ်။အဲ့ဒီစကားကမောင်ဖြူရဲ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်။မောင်ဖြူစာပြန်ဖတ်လာပါတယ်။အလုပ်တီးတီးလေးလုပ်လာပါတယ်။မိဘကိုကူညီလာပါတယ်။နေတိုင်းကြိုးစားလာပါတယ်။အချိန်ကြာလာတော့ကျောင်းပြန်ဝင်ခွင့်ရလာပါတယ်။စာမွေးပွဲမှာအမှတ်ကောင်းရလာပါတယ်။မိဘတွေပြန်လဲဂရုပြုလာကြပါတယ်။ယနေ့မောင်ဖြူကတငယ်ချင်းကောင်းတွေကိုရရှိပြီးဘဝလမ်းမှန်ကိုရှောက်လန်းနေပါပြီ။ဒီဇလန်းကနေသင်ခန်းစာတစ်ခုရပါတယ်။တငယ်ချင်းရွေးချယ်တာအရန်အရေးကြီးပါတယ်။မှားသွားရင်တော့ပြန်ပြင်နိုင်ပါတယ်။မလျှော့မလန်းစူးစမ်းရင်အောင်မြင်နိုင်ပါတယ်။ဗီဒီယိုကိုကြိုက်တဲ့ရင် like share subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဇလန်းနီဆက်လက်တင်ပေးသွားမှာပါ